တနာရီထိုးပြီးမို့လို့ကျမတို့ရဲ့ webinar လေးစပါတော့မယ်။ဒီနေ့ပြောပြသွားမယ့်အကြောင်းအရာလေးကတော့ e-filing system နဲ့နှစ်ချုပ်ကြေညာလွှာနဲ့တခြား form တွေကိုတင်သွင်းတာနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်ရှင်။それでは11時になりましたので、本日のウェビナーを開始させていただきます。本日のテーマは、年次の確定申告のフォームについて、申告書をご説明いたします。ဟုတ်ကဲ့ e-filing system နဲ့တင်သွင်းနိုင်တဲ့ form ကတော့9 form ရှိပါတယ် income tax annual income tax return annual commercial tax return consolidated capital gain tax return နဲ့ quarterly special good tax return ပြီးတော့ transaction capital gain tax return quarterly commercial tax return နဲ့ personal income tax ဆိုပြီးတော့9မျိုးကိုတင်သွင်းလို့ရပါတယ်ကျမတို့ဒီနေ့အသေးစိတ်ဆွေးနွေးသွားမယ့်အကြောင်းအရာကတော့ annual income tax return နဲ့ annual commercial tax return ကိုပဲအသေးစိတ်ဆွေးနွေးသွားမှာဖြစ်ပါတယ်ရှင်はい。IRD のウェブサイト上の e-filing というオンライン申告システムからですね、そこから申告書を提出することができる、申告書の種類が7種類ほどあります。まず、年次の法人所得税の申告。それから商業税、こちらも年次ですね。年次商業税の申告。それから、3と5がキャピタルゲインですね。固定資産の売却を行った際の、直後1ヶ月以内にフォームを申告をしないといけないのが5番のトランスアクションと書かれている方で、それらが例えば年に複数回あった場合、3番のまとめて年に1回キャピタルゲインタックスの申告を行います。そして4番、6番が四半期の特別物品税の申告。それから四半期の商業税の申告。また最後7番の個人所得税の申告というふうに7種類あります。本日ご説明するのはアニュアルリターンなので、年次の法人所得税、年次の商業税の申告書のご説明をいたします。ဟုတ်ကဲ့ဒါကတော့2024-2025ရဲ့ income tax return form ပဲဖြစ်ပါတယ်ရှင်ဒီအပေါ်ပိုင်းမှာဆိုလို့ရှိရင်တော့အခွန်တန်းရဲ့ကိုယ်ရေးအချက်လက်ကိုဖြည့်ပေးရမှာဖြစ်ပါတယ်နံပါတ် A ကကြတော့ကိုယ်ကုမ္ပဏီရဲ့အမျိုးအစားကိုရွေးပေးရမှာဖြစ်ပါတယ်နံပါတ် B ကကြတော့ကိုယ့်ရဲ့ကုမ္ပဏီကlocal လား foreign လား brand လားဆိုတာကိုရွေးပေးရမယ့်နေရာပဲဖြစ်ပါတယ်နံပါတ် C ကကြတော့ကျမတို့ DDA ချုပ်ထားတဲ့နိုင်ငံပေါ့နော်ကိုယ့်ရဲ့ကုမ္ပဏီက DDA ချုပ်ထားတဲ့နိုင်ငံထဲမှာဖြစ်တယ်ဆိုလို့ရှိရင်တော့နိုင်ငံနာမည်ကိုရေးပေးရမှာဖြစ်ပါတယ်ဒီကကြတော့ကျမတို့ကိုယ့်ရဲ့ကုမ္ပဏီနဲ့ပေါ့နော်လိုအပ်ရင်ဖြည့်ပေးရမယ့်နေရာတွေဖြစ်ပါတယ်မဖြစ်မနေဖြည့်ရမယ့်နေရာတွေတော့မဟုတ်ပါဘူးတကယ်လို့အရှင်းနှစ်ကလိပ်စာနဲ့ဒီနှစ်ကလိပ်စာမတူတော့ဘူးဆိုလို့ရှိရင်တော့ address ချိန်မှာ click ပေးဖို့လိုပါမယ်ကိုယ့်ရဲ့ကုမ္ပဏီက SEZ MIC Grand Age နဲ့တခြားဒီ exemption တွေကိုခန်းစားထားတဲ့ကုမ္ပဏီဖြစ်တယ်ဆိုလို့ရှိရင်လည်းဒီ exam letter တွေမှာexemption အကွက်တွေမှာ click ပေးဖို့လိုအပ်ပါတယ်ရှင်ဟုတ်အောက်မှာဆိုလို့ရှိရင်တော့ကုမ္ပဏီနာမည်ကိုအင်္ဂလိပ်အခရာအကြီးတွေနဲ့ပဲအားလုံးကိုရေးပေးရမှာဖြစ်ပါတယ်။တင်နံပါတ်ကကြတော့ကုမ္ပဏီရဲ့မှတ်ပုံတင်နံပါတ်ကဏ္ဍ9လုံးကိုဖြည့်ပေးရမှာဖြစ်ပါတယ်။အောက်မှာတော့ကုမ္ပဏီရဲ့လိပ်စာနဲ့ဒီကိုမျိုးနယ်ရဲ့ postal code ကိုရေးပေးရမှာဖြစ်ပါတယ်ရှင်။လို့ရှိရင် contact phone number တွေ contact email တွေကကြတော့အခုလက်ရှိဆက်သွယ်လို့ရတယ်ပေါ့နော် email တွေကိုထည့်ပေးရမှာဖြစ်ပါတယ်။တကယ်လို့ကိုယ်ကုမ္ပဏီကexport import license ရှိရဆိုလို့ရှိရင်တော့ IE code တွေကိုထည့်ပေးဖို့လိုပါတယ်ဒီဘက်က industry code ကကြတော့ကဏ္ဍလေးလုံးကိုထည့်ပေးရပါမယ်တင်နံပါတ်လျှောက်တဲ့အချိန်မှာကိုယ်လုပ်ငန်းအမျိုးအစားနဲ့တူညီတဲ့ကဏ္ဍလေးလုံးကိုရွေးထားတာရှိပါတယ်အဲ့ဒီကဏ္ဍလေးလုံးကိုထည့်ပေးရမှာဖြစ်ပါတယ်ရှင်それでは実際に、フォーム申告書について、ご説明いたします。こちらが、24、25と書いてあるので、2025年3月期の申告書になります。
法人所得税の方ですね。インカムタックスの方です。で、上部は、ここの今お見せしている部分は商業税も同じなんですが、まずは会社の形態を選びます。A ですね。そしてレジデンシー、居住所、居住、非居住などですね。ローカルなのか、外国企業なのかというところを選びます。そして C は、租税条約を結んでいる国、ミャンマーとですね、の場合はその国を入れないといけないです。日本はちなみに違うので必要ないです。で、D は、ここも、必ずチェックを入れなければいけないわけではなくって、対象の、申告である場合、例えば初年度ですね、設立後1回目のイニシャルリターンの場合とか、生産します、ファイナルですっていう場合など、あとは、控除がいろんなものが、例えば SEZ ローの控除があるとか、今年度、2025年3月期の中で、住所の変更があったとか、そういった際に、クリックする場所です。下は必ず入力しなければいけなくって、会社名、納税登録者番号、TIN ですね。それから、住所、実際の、事務所がある住所と、同じであれば、登記の住所と一緒になるんですが、2箇所。それから電話番号、メール、輸出入のライセンスを何か持っている場合は記入して、で、最後、事業種類ですね。インダストリーコードを、記入します。英語とアロヤバビ。ဟုတ်ကဲ့ဘက် A ကကြတော့ကုမ္ပဏီရဲ့ဝင်ငွေတွေနဲ့ expense တွေကိုထည့်ပေးရမယ့်နေရာပဲဖြစ်ပါတယ်ဒီဘက် A ရဲ့ line 1မှာဆိုလို့ရှိရင်တော့ income ကိုထည့်ပေးရပါမယ်ဒီ income ကိုထည့်တဲ့အချိန်မှာ city မပါတဲ့ income ကိုထည့်ပေးရမှာဖြစ်ပါတယ်နံပါတ်2ကကြတော့နံပါတ်2မှာ A ကနေပြီးတော့ INT ဆိုပြီးတော့ expense တွေထည့်ပေးရမယ့်နေရာရှိပါတယ်။ဒီမှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ကုမ္ပဏီက cost of sale ရှိတယ်ဆိုလို့ရှိရင်တော့ cost of sale မှာဖြည့်ပေးရမယ်။ပြီးလို့ရှိရင် salary information ဖြည့်ရမယ်။ bank interest bank အတိုးတွေပေါ့နော်။ interest expense တွေရှိရဆိုရင် interest expense မှာဖြည့်ရပါမယ်။ပြီးလို့ရှိရင်တခြားပေါ့နော်။တခြားကိုယ့်ရဲ့စာရင်းမှာတခြားခေါင်းစဉ်တွေနဲ့ပါပြီးတော့ဒီမှာမပါတဲ့ဟာမျိုးဆိုရင်တော့ general and administration expense မှာသွားပြီးထည့်ပေးရပါမယ်။အဲ့လိုထည့်တဲ့ချိန်မှာတော့ attachment အသေးစိတ်ကိုတွဲပေးဖို့လိုအပ်ပါတယ်။ Excel list လုပ်ရမှာပေါ့နော် breakdown list လုပ်ပြီးတော့ဒီနားမှာထည့်ထားတာတွေဆိုလို့ရှိရင်စရိတ်ကခေါင်းစဉ်တွေကိုအသေးစိတ်ဖော်ပြပေးရမှာဖြစ်ပါတယ်။ F ကကြတော့ depreciation and amortization ကိုဖြည့်ပေးရမှာဖြစ်တယ်။ဒီနေရာမှာဖြည့်ရမယ့်ဟာဆိုလို့ရှိရင်တော့ကျမတို့ IRD ကနေပြီးတော့သတ်မှတ်ထားတဲ့ rate တွေကိုဒါပဲဒီနေရာမှာစရိတ်အနေနဲ့ခံစားလို့ရပါမယ်။တကယ်လို့ကို management ကစရိတ်ကို management ကသတ်မှတ်ထားတဲ့ rate ဆိုလို့ရှိရင်တော့ဒီနေရာမှာကဖြည့်ပေးလို့မရဘူး IRD ကခွင့်ပြုထားတဲ့ rate ကိုပဲသုံးပေးလို့ရပါမယ်။အောက်က foreign tax ဆိုလို့ရှိရင်ကိုက overseas မှာဒီအခွန်တွေဆောင်ခဲ့တာရှိတယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာထည့်ပေးဖို့လိုပါတယ်။ပြီးတော့ဒီ special good tax ပေါ့နော်ကိုကုမ္ပဏီက special good tax ပေးထားတာရှိရဆိုလို့ရှိရင်လည်း H မှာထည့်ပေးရပါမယ်။ other expense ကကြတော့ကျမတို့ဒီinstruction ပေါ့နော်အသေးစိတ် instruction အရဆိုလို့ရှိရင်တော့ form 31ကနေပြီးတော့ပို့တဲ့amount ကိုဒီ I မှာထည့်ပေးဖို့လိုအပ်ပါတယ်အဲ့လိုထည့်တဲ့အချိန်မှာ attachment ကတွဲပေးရမှာက form 0503အရင်တော့ဆိုရင်တော့ form 33ဆိုပြီးတော့ခေါ်တဲ့ form ကိုတွဲပေးရမှာဖြစ်ပါတယ်ဒီ amount တွေကိုဖြည့်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီ filling လုပ်တဲ့အချိန်မှာ auto submission ဖြစ်သွားမှာပါでは、パート A の、コラムについて説明いたします。こちらは、営業収入、営業費用を記入していきます。営業収入の部分は、商業税を除いた額ですね。を入れます。営業収入も営業費用も同じですね。商業税は入りません。で、1は営業収入、2が費用が入ってくるんですけど、いろんな種類があって、ここに A から、I まで分けられています。で、この分け方以外のもの、どこに入るんだろうってなった場合には、B の General and Administrative のところに、まとめてトータルで入れてしまいます。で、注意点があるとすると F ですね。減価償却は、
こちらは会計上、経営上採用している、減価償却の方法、例えば、減価償却率、期間、そういったものが税務上、規定されているものとずれている場合は、税務上のものを、入れなければいけません。なので、フォームも指定があって、フォーム0309、こちらを、一緒に提出する必要があります。で、I は other expense なんですが、ここは、例えば、フォーム31と呼ばれる商業税の仕入れ控除の、控除できずに、費用化したもの、費用になったもの、余ったものっていうんですかね、超過した分は、ここで other expense として入れます。これもフォーム0503という、フォームを一緒に提出する必要があります。すべて記入をしていただくと、3のところにオートで、営業利益が、計算されてオートで出てきます。バービーကိုသွားလို့ရပါပြီ。ဟုတ်ကဲ့ပတ်ပီကကြတော့ကိုယ့်ရဲ့ကုမ္ပဏီကဒီ rental ငှားတာနဲ့ပတ်သက်ပြီးတော့ကုမ္ပဏီဖြစ်တယ်ဆိုလို့ရှိရင်တော့ပတ်ပီမှာဖြည့်ပေးရပါမယ် income တွေ expense တွေကိုဖြည့်ပေးရမယ့်နေရာပဲဖြစ်ပါတယ်သူလည်းအပေါ်မှာရှင်းပြခဲ့သလိုပဲဒီ depreciation ကတော့ IRD ကသတ်မှတ်ထားတဲ့ rate ကိုပဲသုံးပေးရပါမယ်ဒီနေရာမှာစရိတ်အနေနဲ့ခံစားမယ်ဆိုလို့ရှိရင်တော့ OK、パート B ですね。こちらはレンタルに関してです。例えば事務所の賃貸借、それからホテル事業を営んでいるといった場合に、ここに記入していく必要があります。先ほどと同じく注意点は減価償却の欄ですね。ここが注意点です。こちらもオートで全て、計算されて最後4のラインに、降りてきます。パート C ごとアロヤバ B。ဟုတ်ကဲ့ပတ်စီကကြတော့ကုမ္ပဏီရဲ့ other income တွေ other expense တွေကိုဖြည့်ရမယ့်နေရာဖြစ်ပါတယ်ဒီဟာမှာဆိုလို့ရှိရင်ဒီ exchange ပေါ့နော်ဒေါ်လာတွေရောင်းနိုင်ဝယ်တဲ့အချိန်မှာဖြစ်တဲ့ realize အကြောင်းဖြစ်တဲ့ gain တွေ loss တွေဆိုလို့ရှိရင်တော့ပတ်စီမှာဖြည့်ပေးရပါမယ်တခြား other income expense တွေရှိရဆိုလို့ရှိရင်လည်းပဲဒီပတ်စီမှာပဲဖြည့်ပေးရပါမယ်ရှင်例えば、パート C は営業外収入、営業外費用を、入力していきます。例えば、換金をした、ミャンマーチャットから日本円に換金した際の、実現した利益とかが営業外収入に入っていくと思うんですけど、そういったものをここに入れます。全部、他の、それ以外のものも営業外収入、営業外費用を入力して3にネット、が降りてきます。ပါတီကိုသွားလို့ရပါပြီ။ ဟုတ်ကဲ့ပတ်တီကကြတော့အပေါ်မှာကျမတို့ filling လုပ်လာတဲ့ပတ် A B C ရဲ့အမောင့်တွေကကြတော့ဒါအပေါ်ကိုဖြည့်လိုက်တာ ਨੇ ဒီနေရာမှာကတော့ auto ကျလာမယ့်အဟာတွေဖြစ်ပါတယ် total ပေါင်းထားတဲ့ပတ် A ရဲ့ line 3ရဲ့ C column မှာရှိတဲ့အမောင့်တွေပတ် B ရဲ့ line 4ရဲ့ C column မှာရှိတဲ့အမောင့်တွေကဒီနေရာကိုဒီနေရာမှာရှိနေမှာပဲဖြစ်ပါတယ်ပြီးလို့ရှိရင်ဒီပတ် D ရဲ့ line ပတ်ဒီရဲ့ line 1ရဲ့ D ကကြတော့ကုမ္ပဏီရဲ့ဒီတစ်နှစ်ကအမြတ်ပေါ့နော်2425ကိုဖြစ်နေတာဆိုလို့ရှိရင်တော့2425ရဲ့ profit ဖြစ်မယ်ဆိုရင်လည်းဒီနေရာမှာပေါ်ပါမယ် loss ဖြစ်မယ်ဆိုလို့ရှိရင်လည်းဒီနေရာမှာပေါ်ပါမယ်တကယ်လို့ကိုယ်ကုမ္ပဏီက loss ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ဒီပတ်ဒီအကုန်လုံးကိုကျော်သွားလို့ရပါတယ်ပတ် E ကိုတန်းပြီးဖြည့်လို့ရပါတယ်ကုမ္ပဏီက loss မဖြစ်ဘဲနဲ့ profit ဖြစ်နေတယ်ဆိုလို့ရှိရင်တော့ကျမတို့အရှင်းနှစ်ကနေပြီးတော့တည်ဆောင်လာတဲ့ carry loss 3နှစ်စာကိုဒီမှာခုနှိမ်လို့ရပါတယ်ပြီးလို့ရှိရင်တခြားအထောက်အထားတွေအကြောင်းပေါ့နော်3နှစ်ထပ်ပို့ပြီးတော့ခံစား권ရှိတဲ့ကုမ္ပဏီတွေဆိုလို့ရှိရင်တော့ဒီတိုင်းမှာဖြည့်ပေးရပါမယ်ဥပမာအားဖြင့် SCZ ကုမ္ပဏီမျိုးဆိုလို့ရှိရင်သူကကြတော့ဒီ carry loss ကို9နှစ်ရပါတယ်9နှစ်ရတယ်ဆိုရင်ကျမတို့ကဒီအပေါ်မှာ3နှစ်စာက1နှစ်ချင်းစီဖြည့်လာပြီဆိုတော့2နှစ်စာကိုဒီနံပါတ်2ရဲ့ D မှာဖြည့်ပေးဖို့လိုအပ်ပါတယ်အဲဒါဆိုလို့ရှိရင်တော့ကျမတို့အပေါ်မှာရှိနေတဲ့ profit ကိုဒီ carry loss တွေနဲ့ offset လုပ်လိုက်တယ်ဆိုလို့ရှိရင်တကယ်လို့ဒီ carry loss ကများပြီးတော့ profit ကနည်းနေတယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီမှာက profit မဖြစ်ပါဘူးတကယ်လို့ profit ကများပြီးတော့ carry loss ကနည်းနေမယ်ဆိုလို့ရှိရင်တော့ profit ထပ်ရှိပါမယ်
ဟုတ်ကဲ့နောက်ကနံပါတ်4ကနေပြီးတော့နံပါတ်12ထိကကြတော့ဒီသက်ဆိုင်ရာကနေပြီးတော့ရထားတဲ့ exemption letter တွေဒါရှိမယ်ဆိုလို့ရှိရင်ခွင့်ပြုချက်ပေါ့နော်ဒီဝင်ငွေခွန်နဲ့ပတ်သက်ပြီးတော့သက်သာခွင့်တွေဒါရထားမယ်ဆိုလို့ရှိရင်เนาะကျမတို့နံပါတ်4မှာဆိုလို့ရှိရင် MIC အစည်းအဆက်ကကင်းလွတ်ခွင့်နဲ့ရထားတဲ့ဝင်ငွေခွန်ရဲ့အမောင့်ကိုထည့်ပေးဖို့ရှိပါမယ်နံပါတ်6ကကြတော့ non profit organization company တွေဆိုလို့ရှိရင်သူတို့တွေကဒီဝင်ငွေခွန်နဲ့ပတ်သက်ပြီးကင်းလွတ်ခွင့်ရထားတဲ့ဆိုရင်ဒီနံပါတ်6မှာထည့်ပေးရပါမယ်နံပါတ်8ကကြတော့ကျမတို့ grant aid တွေဒီ loan တွေနဲ့ပတ်သက်ပြီးတော့ဗောနော်အစိုးရရဲ့အထောက်ပံ့နဲ့ဒီချေးငွေနဲ့ပတ်သက်ပြီးတော့လုပ်တဲ့နဲ့ပတ်သက်ပြီးတော့သက်သာခွင့်တွေရှိရဆိုလို့ရှိရင်လည်းနံပါတ်8မှာထည့်ပေးရပါမယ်အောက်ကနံပါတ်10ကကြတော့ဒီသမဝါယမနဲ့ပဲဆိုင်တယ်ပေါ့နော်သမဝါယမအသင်းဖွဲ့တွေဆိုလို့ရှိရင်เนาะဒီ profit ပေါ်မှာ20%သက်သာခွင့်ရမယ်အများဆုံးကတော့300ဖြစ်ပါတယ်ပြီးတော့နံပါတ်12ကကြတော့ donation ပေါ့နော်ဒီ donation ဆိုတာကလည်းပဲဒီသူတို့ရဲ့ instruction ကိုဖတ်ရပါမယ်ဘယ်လို donation မျိုးကိုမှသက်သာခွင့်အနေနဲ့ပေးတယ်ဆိုတာကို instruction ကိုသေချာဖတ်ပြီးမှဒါပဲဒီမှာဖြည့်လို့ရပါမယ်ဒီသက်သာခွင့်တွေအကုန်လုံးနှုတ်ပြီးတဲ့အချိန်မှာကိုယ့်ရဲ့ income ကများနေသေးတယ်ဆိုလို့ရှိရင်တော့ဒီအချိန်မှာ taxable income အနေနဲ့ဆက်ပြီးတော့ပတ်ýကိုသွားရမှာဖြစ်ပါတယ်はい。それではパート D ですね。こちらは、A から C で、記入してきた各利益を、それぞれ ABC に入れてですね、当期純利益もしくは当期の純損失を、計算します。で、赤字である場合はもうここから下は記入する必要がないんですけれども、利益が残っている黒字であるという場合は、2はですね、可年度の繰越欠損金が残っている場合、普通で言うと3年度分の、損失を繰り越すことができるんですけれども、その額を入れて、利益からマイナスしていくと。それから D の部分は SEZ ローは3年ではなく5年 OK ということなので、その分も D の欄に入れて、で、その、可年度の繰越欠損金を引いてもなお利益が残っている場合は、さらに下に各種控除ができるものがあれば控除していくと。いろいろあります。SEZMIC、それから寄付金とかもありますね。そういった対象の控除が可能なものがあれば、ここで引いていって、で、最後13番のラインに課税標準額、課税標準の所得、利益の最後の額を示します。は、equal to လို့ရပါပြီ။ဟုတ်ကဲ့ပဲဤကကြတော့ company က profit ဖြစ်ပြီဆိုလို့ရှိရင်เนาะကျမတို့ဒီမှာ profit ကိုတွက်ရမှာဖြစ်ပါတယ်နံပါတ် E ရဲ့ line 1ကကြတော့အပေါ်ကနေပြီးတော့ auto ကျလာမယ့်နေရာပါနံပါတ်2ကကြတော့ကျမတို့ company ဆိုလို့ရှိရင်တော့22%ပေါ့နော်22%ခောက်ပြီးတော့အခွန် payment လုပ်ရမယ့် amount ဖြစ်ပါတယ်နံပါတ်3ကကြတော့နံပါတ်3ရဲ့ A ကကြတော့ quarterly payment လုပ်ခဲ့တယ်ဆိုလို့ရှိရင်တော့နံပါတ်3ရဲ့ A မှာထည့်ဖို့လိုပါတယ် B ကကြတော့ withholding tax တွေကိုကြိုတင်ကိုအနေနဲ့ပေါ့နော်အဖြတ်ခံထားရတယ်ဆိုလို့ရှိရင်တော့ B မှာထည့်ပေးရမှာဖြစ်ပါတယ် Custom Department မှာဒီဟာကိုကြိုတင်ကိုအနေနဲ့တွင်းခဲ့ရတာရှိရဆိုလို့ရှိရင်လည်း line C မှာထည့်ပေးဖို့လိုပါတယ်နံပါတ် D ကကြတော့ကိုကဒီ foreign နိုင်ငံခြားမှာဆောင်ခဲ့ရတဲ့အခွန်တွေရှိရဆိုလို့ရှိရင်တော့3ရဲ့ D မှာထည့်ပေးဖို့လိုပါတယ်နံပါတ် E ကကြတော့အရှိနှစ်ဆိုတော့ကျမတို့အခုကနှစ်4နှစ်5ကိုဖြည့်တယ်ဆိုလို့ရှိရင်နှစ်3နှစ်4မှာဒါကိုကအခွန်ကိုပို့ဆောင်ခဲ့လို့ over ဖြစ်တယ်ဆိုလို့ရှိရင်เนาะအဲ့ဒီ amount ကိုဒီ E line မှာလာပြီးထည့်ပေးဖို့လိုအပ်ပါတယ်ဒီ F ကကြတော့ကျမတို့ရဲ့ဒီအခွန်တွေအားလုံးကိုပေါင်းတဲ့နေရာဖြစ်ပါတယ်ပြီးလို့ရှိရင်နံပါတ်4ကကြတော့ကိုပေးဆောင်ရမယ့်အခွန်နဲ့ဒီ F ကအခွန်ကိုနှိုင်းယှဉ်လိုက်တဲ့အချိန်မှာကိုပေးဆောင်လိုက်ထားတဲ့အခွန်ကနည်းနေမယ်ဆိုလို့ရှိရင် balance due အနေနဲ့ကိုကထပ်ပေးဖို့ရှိပါမယ်တကယ်လို့ကိုက
ပေးဆောင်ထားတဲ့ amount ကကိုကျတဲ့အခွန်ထက်ပိုများနေတယ်ဆိုလို့ရှိရင်တော့ line 5မှာcarry amount အနေနဲ့ amount တစ်ခုကျလာမှာဖြစ်ပါတယ်။အဲ့ဒီချိန်မှာတစ်ခုစဉ်းစားရမှာကဒီ amount က refund ယူမှာလား carry ယူမှာလားကိုစဉ်းစားရပါမယ်။ကိုကနောက်နှစ်ကို carry ယူခြင်းတယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီပေါက်လေးမှာအမှန်ချစ်လေးချစ်ပေးခဲ့ရပါမယ်でパート E ですね。こちらは納付額の計算をしていきます。先ほど計算した、D までで計算した利益の額に、会社であれば 22%、他の形態であったとしても、ミャンマー連邦税法に規定の0%で、法人税の額を計算した上で、そこからすでに支払っている、ペイメントのところですね。支払っている税額を引いていく形ですね。残った額を今回納付するっていうふうに計算していくので、3の内容で言うと、四半期で支払った税額、それから、源泉徴収の額ですね。それから、税関に支払ったもの、あと、可年度の、過払いがあった場合など、すべてをまとめて、払っている額を引いた上で残ったバランスデューを今年度支払う。今回支払うと。で、それが例えば、支払い済みの、納税済みのものの方が、金額が多かった場合、過払いということになるので、還付を求めるのか、あるいは次年度に持ち越して繰り越すのか。繰り越したい場合は、この5の最後のチェック欄をチェックする。しなければ、還付を希望するということですね。F ကိုတွားလို့ရပါပြီ။ဟုတ်ကဲ့ PAS ကကြတော့ကျမတို့ balance sheet မှာဖြည့်ထားတဲ့နှစ်စာကိုဖြည့်ပေးရမှာဖြစ်ပါတယ်ကျမတို့ရဲ့ financial statement မှာရှိနေတဲ့ balance sheet ရဲ့ information တွေ asset တွေ liability တွေ equity တွေကိုဖြည့်ပေးရမယ့်နေရာပဲဖြစ်ပါတယ်ကျမဒီနေရာကိုတော့အသေးစိတ်တော့မရှင်းပြတော့ပါဘူးဒါပေမဲ့ဒီနေရာမှာ filling လုပ်တဲ့အချိန်မှာတော့ total asset line number 22နဲ့ total liability and equity line number 49အဲ့နှစ်ခုကတော့တူညီရပါမယ်မတူဘူးဆိုလို့ရှိရင်တော့ဒီ form ကမှားနိုင်ပါတယ်မှားနေပါတယ်はい。それではパート F についてご説明いたします。こちらは、BS の情報ですね。貸借対照表の情報を入れていくことになります。すごいたくさん項目があるので、細かく説明はしないんですけれども、バランスシートなので、22、資産の側の合計金額と、それから47番、負債と純資産の合計金額がちゃんと貸借バランスしていないといけないので、ここが、金額が合ってくる必要があります。ပါဂျီကိုတွားလို့ရပါပြီဟုတ်ကဲ့သက်ကြီးကကြတော့ပုံမှန်adjustment နေရာလို့ပဲပြောပါမယ်ဒီကကြတော့ကျမတို့ရဲ့financial statement နဲ့ဒီ tax return နဲ့မတူတဲ့နေရာလေးရှိပါတယ်ပုံမှန်အားဖြင့်ဆိုရင်ဘယ်လိုဟာမျိုးတွေရှိမလဲဆိုရင် unrealized ရှိမယ် unrealized gain loss တွေရှိမယ်ပြီးလို့ရှိရင်ခုနအရင်ပြောခဲ့တဲ့ depreciation နဲ့ပတ်သက်ပြီးတော့ကိုယ်ကုမ္ပဏီကကိုယ့်ရဲ့management ရဲ့ကိုယ့်ဘာကိုသတ်မှတ်ထားတဲ့ rate နဲ့ချတယ်ဒါပေမဲ့ကျမတို့အရှိမဖြည့်ခဲ့တာကကြတော့ IRD ကသတ်မှတ်ထားတဲ့ rate နဲ့ကိုဖြည့်ခဲ့တယ်ပြီးလို့ရှိရင်တချို့ဆိုရင်ဒဏ်ကြေးတွေရှိမယ်အဲ့ဒါတွေဆိုလို့ရှိရင်လည်းကျမတို့အရှိမဖြည့်ခဲ့တဲ့နေရာတွေမှာဖြည့်လို့မရပါဘူး CID တွက်တဲ့အချိန်မှာဈေးအနေနဲ့ယူလို့မရပါဘူးတကယ်လို့ capital fixed asset တွေရောင်းခဲ့တာရှိတယ်ဆိုလို့ရှိရင်လည်းပဲဒီ income tax return မှာစီးကျက်ဝင်ပြီးဖြည့်လို့မရဘူးပေါ့နော်အဲ့လိုဟာမျိုးတွေဒါပါတယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီ patch ကြီးမှာ adjust လုပ်ပေးရပါမယ်ဒီအပေါ်ဆုံးမှာဖြည့်ရမယ့် amount ကကြတော့ကျမတို့ audit စာအုပ်ဒါမှမဟုတ်ရင်ကိုယ့်ရဲ့ကုမ္ပဏီကဆွဲထားတဲ့ profit and loss မှာရှိနေတဲ့အမြတ်ကိုထည့်ပေးရပါမယ်အဲ့ဒီအမြတ်ကိုထည့်တဲ့အချိန်မှာအခွန်နှုတ်ပြီးသားအမြတ်ကိုထည့်ရပါမယ်အောက်က line 2ကကြတော့ဒီအမြတ်ပေါ်မှာ22ခောက်ထားတဲ့
အခွန်အမောင်းဖြစ်ပါမယ်ဒီအောက်ကဟာတွေကတော့ expect income ရှိတယ်ကျွန်မခုနပြောခဲ့သလိုပဲ company မှာ unrealized loss တွေရှိမယ် gain တွေရှိမယ်ပြီးလို့ရှိရင်ဒီ depreciation နဲ့ပတ်သက်တဲ့ adjustment တွေရှိမယ်ဆိုလို့ရှိရင်เนาะဒီ page ကြီးမှာ adjust လုပ်ပေးရပါမယ်အဲ့လို adjust လုပ်ပြီးတဲ့အချိန်ကျရင်အောက်ကိုနည်းနည်းဆွဲပေးပါရီနာ ရဲ့ပါဟုတ်ဟုတ်ကဲ့ဒီ line နံပါတ်30ကကြတော့ကျမတို့အရှိမဖြည့်ခဲ့တဲ့ပတ်ဒီရဲ့ line 17နဲ့တူရပါမယ်ဒီနေရာမှာဒီပတ်ဒီရဲ့ return မှာရှိနေတဲ့ profit နဲ့ဒီပတ်ကြီးရဲ့ line 10မှာရှိနေတဲ့ profit ဖြစ်ဖြစ် loss ဖြစ်ဖြစ်ဒီနေရာမှာတူရပါမယ်မတူဘူးဆိုလို့ရှိရင်တော့ဒီ file ကမှားနေပါတယ် はい、続きまして、パート G ですね。こちらは会計上の利益を、税務上の課税標準に、調整していく、税務上の額に変えていく、欄になります。なので、スタートが、財務諸表、あるいは監査報告書上の当基準利益の額から、スタートをして、で、会計上と税務上の差異がある場合、それをこの2以降、3、違いますね、4以降で調整していきます。で、最後、調整済みで、ここに、10ですね、ライン10のところに課税標準の、所得、課税標準額ですね、が示されるんですけども、それは先ほどパート D で計算したライン11の額と必ず合ってくる必要があります。そこで確認を、合っているかどうかの確認ができます。ဟုတ်ကဲ့ဒီနေရာကကြတော့ဒီ form ကိုပြင်ပေးတဲ့လူရဲ့ information ကိုထည့်ရမှာပေါ့နော် company ကကိုယ်တိုင်ပြင်တာမဟုတ်ဘူး paint prepare အနေနဲ့ကျမတို့ MVC ဆိုလို့ရှိရင် MVC ကဒါဒီ form ကိုဖြည့်တယ်ဆိုလို့ရှိရင်ဒီနေရာမှာ MVC ရဲ့ information ကိုထည့်ပေးရမှာဖြစ်ပါတယ်ရှင်အောက်ကကြတော့ company ရဲ့လူကြီးက sign လက်မှတ်တွေကိုထိုးပေးရမှာဖြစ်ပါတယ်はい。ここは、その法人が、例えば外部のファームですね、MVC に、このフォームの提出を依頼している場合などに、その記入者が、ここに記入していく必要があります。MVC の代表の名前と、ティントっていうふうに記入していきます。で、こっちの Declaration Taxpayer Representative のところが、その法人の代表者、BOD の代表者がサイン、会社員などをする必要があります。ဟုတ်ကဲ့ပုံမှန်အခြေနှစ်ပေါ့နော်နှစ်သုံးနှစ်လေးထိကတော့ကျမတို့ခုနကဆိုင်းထိုးတဲ့နေရာအထင်ပြီးသွားတယ်ပေါ့နော်ဒီနှစ်မှာဆိုလို့ရှိရင်တော့ဒီ attachment A ဆိုပြီးတော့အသစ်ပါလာပါတယ်ဒီဟာကကြတော့ဘာကိုရည်ရွယ်လဲဆိုတော့ဒီမြန်မာငွေနဲ့ကုမ္ပဏီတွေမှာပေါ့နော်ဒေါ်လာနဲ့ income ရှိတယ် expense ရှိတယ်မြန်မာငွေနဲ့ income ရှိတယ် expense ရှိတယ်အဲ့ဒါတွေကိုခွဲပြီးတော့ဒီခွန်ဆောင်တဲ့အချိန်မှာဒေါ်လာနဲ့လိုအပ်မယ်ဆိုလို့ရှိရင်ဒေါ်လာနဲ့ဆောင်ဖို့အတွက်ကိုဒီ attachment A ကပါလာတာပါဒါဒီနှစ်မှစတာပဲဖြစ်ပါတယ်သူ့မှာဆိုလို့ရှိရင်လည်းပဲ pad A B C D ဆိုပြီးတော့ET ရှိပါတယ်ကျမတို့ pad A မှာဆိုလို့ရှိရင် pad A ရဲ့ line 1ကကြတော့ကျမတို့ company ရဲ့ income ပေါ့နော် company ရဲ့ income ကဒေါ်လာနဲ့ရတယ်ဒေါ်လာနဲ့ရတယ်ဆိုလို့ရှိရင်เนาะ pad A ရဲ့ line 1မှာထည့်ရပါမယ်ဒီဘေးမှာကြတော့ဒီဒေါ်လာ amount ရဲ့ currency ရဲ့ကိုထည့်ရမယ်ဒီဘက်က A တို့ B တို့မှာဆိုလို့ရှိရင်เนาะကိုကမြန်မာငွေကိုပဲထည့်ပေးရပါမယ်ကိုရဲ့ဒီ financial statement မှာရှိနေတဲ့ state income ရဲ့ amount တွေပဲပေါ့เนาะပြီးလို့ရှိရင်ဒီဘက်ဘေးက expense မှာဆိုလို့ရှိရင်လည်းဒေါ်လာနဲ့ expense ရှိရင် expense ကိုခွဲထည့်ပေးရပါမယ်နံပါတ်2ကကြတော့မြန်မာငွေပါဒီကိုကုမ္ပဏီကမြန်မာငွေနဲ့လည်း income ရှိရဆိုရင်နံပါတ်2က income မှာထည့်ရပါမယ် expense ရှိရဆိုလို့ရှိရင်လည်းနံပါတ်2က expense အကွက်မှာပဲထည့်ပေးရပါမယ်ဒီဟာတွေကဒီပေါ့နော်ဒီ pad A ရဲ့ total stage ပေါ့နော်ဒီ pad A ရဲ့ line 3ကဘာနဲ့သွားတူလဲဆိုတော့ကျမတို့အရှိ return မှာဖြည့်ခဲ့တဲ့pad A ရဲ့ total pad A မှာဖြည့်ခဲ့တဲ့ save amount နဲ့တူပါတယ်ပြီးလို့ရှိရင်ဒီဘက်က pad A ရဲ့ column C ရဲ့ line 3မှာဆိုလို့ရှိရင်เนาะဒီက auto amount တစ်ခုထွက်လာမယ်ပေါ့เนาะဒီနေရာမှာရှိတဲ့ amount ကလည်းပဲသူပြောထားပါတယ် return ရဲ့pad A ရဲ့ line 2နဲ့တူရမယ်ဆိုပြီးတော့ပြောထားပါတယ်
အဲဆိုရင်တော့သူတို့ပေးထားတဲ့ instruction အတိုင်းပဲဒီဟာတွေကိုဖြည့်ရမယ်ဖြည့်ပြီးလို့ရှိရင်အရှိရ return နဲ့ပြန်ကြိုက်လာဆိုပြီးတော့ပြန်စစ်ဖို့လိုပါတယ် では、続きまして、こちらが、2024年3月期まではなかった、今期というか2025年3月期の申告書から新しく、できたページになります。外貨での収入がある場合ですね、外貨で、税金を納める。そのために、分けてミャンマーチャットと外貨収入を表示していくという欄になります。で、パート A、B、C とあるんですけれども、それは上の年次申告のフォームのパート A、パート B、パート C という分け方と同じになっています。なので、まずは営業収入、営業費用をミャンマー国内で、外貨で得た場合の額を記入していく。それからチャットはいくらだっていうふうに記入していく。それから外国企業からのインカム、外貨と、それからチャットで分けて記入していきます。で、最後、このトータルのトータルの額が、上のパート A で計算した額とちゃんと合っていないといけないので、そこで確認をする。同様に B、C と続いていきます。ဟုတ်ကဲ့ပါဒီနံပါတ် D ကကြတော့ကျမတို့အပေါ်ရဲ့ဒီ attachment A ရဲ့ A B C ပေါ့နော် ABC တွေကိုပေါင်းလိုက်မယ်ပေါင်းပြီးလို့ရှိရင်ကျမတို့အပေါ်မှာဖြည့်ခဲ့တဲ့ return form ရဲ့ part D ကကြတော့ exemption တွေရှိတဲ့ exemption တွေကိုဖြည့်တဲ့အကွက်ရယ်ပြီးလို့ရှိရင် carry law တွေကိုဖြည့်တဲ့အကွက်ကနေရာရှိတယ်ပေါ့နော်တကယ်လို့ကိုယ့်ရဲ့ company ကဒီ part D မှာ profit ဖြစ်နေတယ်ဆိုရင်ဒီ sorry ဒီနာ パディゴとアマラ、アニュアリターに。အနီရတန်းရဲ့ပတ်တီကိုတစ်ချက်လောက်ပြန်ပြပေးပါမယ်ဟုတ်ကဲ့ဒီပတ်တီမှာရှိနေတဲ့အကုန်လုံးပေါ့နော်ခုနက attachment ရဲ့ A B C အားလုံးကိုပေါင်းလိုက်ခြင်းအကုန်လုံးကကျမတို့ဒီပတ်တီမှာရှိနေတဲ့ profit အတိုင်းရှိမယ်ပြီးလို့ရှိရင်ဒီ exam တွေရှိတယ်ပေါ့နော် exam တွေဆိုတာ carry law တွေရှိမယ်ပြီးလို့ရှိရင်ဒီ SCZ MIC ရကင်းလွတ်ခွင့်ရတဲ့နေရာတွေအကုန်လုံးကိုနှုတ်ပေါ့နော်နှုတ်ပြီးတော့ဖြည့်ရမယ် amount ဖြစ်ပါတယ်ခုနကပတ်တီအဲ့ဒီပတ်တီကလည်းပဲattachment A ရဲ့ပတ်တီရဲ့ total ဒီ return form ရဲ့ပတ်တီရဲ့ line 73နဲ့တူရပါမယ် attachment A ရဲ့ပတ်တီကိုတစ်ချက်ပြန်ပြပေးပါဟုတ်ကဲ့အဲ့နေရာမှာဆိုရင်တော့သူလည်း instruction ပေးထားတယ်ပေါ့နော်ဒီနေရာမှာရှိတဲ့ amount ဒီပတ်တီရဲ့ line 73နဲ့တူရမယ်ဆိုပြီးတော့ instruction ပေးထားပါတယ်ဒီတိုင်းတူအောင်ဖြည့်ပေးရပါမယ်ဒီအဟာတွေအကုန်လုံးကတော့ဒေါ်လာနဲ့မြန်မာငွေကိုပဲခွဲခိုင်းတာဒါပေမဲ့အရှိရ return နဲ့အကုန်လုံးတူရတယ် A ဆိုလဲတူ A B C အားလုံးဒီအချုပ်အနေနဲ့တူရမယ်ပေါ့နော်ဒီအထိတူရပါမယ်ပြီးလို့ရှိရင်ဟုတ်ရပါပြီပြီးနောက်ပတ်တီကိုအရင်ရှင်းပါလား OK ပါဟုတ်続きまして、ここがパート D は先ほどの、申告書、アニュアルリターンの方のパート D と同じ、13番ですね、の額がここに入ってくるんですけれども、ABC で、各利益の額を計算して、トータル課税標準となる、課税標準の額をここに入力します。ပါအီကိုတွားလို့ရပါပြီဟုတ်ကဲ့ပါပတ်ကြီးကကြတော့အခွန်တွက်ချက်တဲ့နေရာပဲဖြစ်ပါတယ်ခုနကပတ်ဒီမှာရှိနေတဲ့ profit ကို22% ခောက်လိုက်မယ်ဆိုလို့ရှိရင်တော့ဒီနေရာမှာကျမတို့အခွန်ဆောင်ရမယ့် amount ဖြစ်လာပါမယ်ဒီ amount ဒီလဲ return form မှာဖြည့်ခဲ့တဲ့ amount နဲ့တူရပါမယ်အခုအဓိကဒီနေရာမှာပါပတ် E ရဲ့ line 1ရဲ့ A ကကြတော့ကိုဒေါ်လာနဲ့ income ရခဲ့တယ်ဆိုလို့ရှိရင်ဒေါ်လာနဲ့အခွန်ဘယ်လောက်ဆောင်ရမလဲဆိုတာကိုအချိုးချရမယ့်နေရာပဲဖြစ်ပါတယ်သူကဒီမှာဆိုရင် instruction ဘယ်လိုပေးထားလဲဆိုတော့ကျမတို့အပေါ် attachment A ရဲ့ line 1ရဲ့ပြီးနောက်အပေါ်တစ်ချက်ပြပေးပါattachment A ရဲ့ line 1
no A의 attachment A 라인은 attachment A sorry 그만 no no အပေါ်ရောက်သွားပြီအောက်ကိုပြန်လျှော့အောင် attachment A ပြီနော် annual return form ဟာလားအပေါ်ဟာ မဟုတ်ဘူးမဟုတ်နောက်ဆုံးဟာလေဒီနှစ်မှအသစ်ပါလာတယ်ဆိုတဲ့ form okay ဟုတ်ဒီမှာဆိုလို့ရှိရင် pack A ရယ် pack A B C သုံးခုရှိတယ်ပေါ့နော်အဲ့ဒီသုံးခုတွေအကုန်လုံးကို line 1ကိုပေါင်းရပါမယ်အဲ့ဒီ line 1တွေဒီဒေါ်လာဖြစ်ရတဲ့နေရာတွေဖြစ်ပါတယ်အဲ့ဒါဆိုလို့ရှိရင်သူပြောခိုင်းတဲ့အချိုးအရဆိုလို့ရှိရင်ဒေါ်လာ income ABC မှာရှိတဲ့ဒေါ်လာ income တွေကိုပေါင်းရပါမယ်ပြီးလို့ရှိရင် attachment A ရဲ့ line 3 attachment A ရဲ့ line 3 attachment B ရဲ့ line 3 attachment C ရဲ့ line 3အဲ့ဒါကကြတော့ total sale တွေပါဒေါ်လာရောမြန်မာငွေရောပေါင်းထားတဲ့ sale တွေဖြစ်ပါတယ်အဲ့ဒီ sales ကိုပေါင်းရပါမယ်အဲ့လိုပေါင်းပြီးတော့သူကဒေါ်လာပေါင်းထားတဲ့ sales ကိုတည်မယ်ပြီးလို့ရှိရင် total sale နဲ့စားမယ်ပေါ့နော်အဲ့ဒီချိန်ကြလို့ရှိရင်percentage တစ်ခုရောက်လာပါမယ်အဲ့ဒီ percentage ကိုကျမတို့ဒီ22ခောက်ထားတဲ့ amount နဲ့မြောက်လိုက်လို့ရှိရင်တော့ဒီဒေါ်လာအတွက်ပေးဆောင်ရမယ်မြန်မာငွေကျလာမယ်ပေါ့နော်အဲ့ဒီမြန်မာငွေကိုမှကျမတို့ကဒီခုဆိုရင် IRD ရဲ့ rate က2100ဖြစ်တဲ့အတွက်2100နဲ့စားလိုက်ပါမယ်စားလိုက်မယ်ဆိုလို့ရှိရင်အဲကြောင့်မလို့ pack E ရဲ့ line 1ရဲ့ A မှာမြန်မာ line 1ရဲ့ A တိုင်ရဲ့ column A မှာအခွန်ဒေါ်လာနဲ့ဆောင်ရမယ်မြန်မာငွေအကျပ်တစ်ခုရှိမယ်ပြီးလို့ရှိရင်အဲ့ဒီမြန်မာငွေကိုဒေါ်လာပြန်တင်ဖို့အတွက်က line B မှာ2100နဲ့စားပြီးတော့ဒေါ်လာ amount တစ်ခုထွက်လာပါမယ်အဲဆိုလို့ရှိရင်တော့တကယ်လို့ကိုယ်ကုမ္ပဏီကဒေါ်လာနဲ့ income ရတယ် profit ဖြစ်တယ်ဆိုလို့ရှိရင်တော့အချိုးကိုအခုကျွန်မပြောသလိုပေါ့နော်ဒီအခွန်ရုံးရဲ့ instruction ပေးထားတဲ့အတိုင်းပဲချိုးပြီးတော့ဒေါ်လာနဲ့လည်းအခွန်ဆောင်ရမယ်မြန်မာငွေနဲ့လည်းအခွန်ဆောင်ရမယ်ဆိုပြီးတော့နှစ်မျိုးဖြစ်သွားမယ်ပေါ့နော်ခုနဒါပါတော့နမူနာကျမတို့ကအခွန်ကို9သိန်းဆောင်ရမယ်ဆိုလို့ရှိရင်ဒီ portion ချလိုက်တဲ့အချိန်မှာဒေါ်လာအနေနဲ့ဆောင်ရမှာဒီမြန်မာငွေ3သိန်း3သိန်းဆိုရင်အဲ့ဒီ3သိန်းကို2100နဲ့စားလိုက်လို့ရှိရင်ကျမတို့ဒေါ်လာထွက်လာမယ်အဲဆိုရင်ကျမတို့အဲ့ဒေါ်လာ amount ရယ်ပြီးလို့ရှိရင်ကျမတို့9သိန်းနဲ့ကနေပြီးတော့ဒေါ်လာနဲ့ဆိုင်တဲ့3သိန်းကိုဖယ်လိုက်ရင်မြန်မာငွေ2သိန်းရှိမယ်အဲ့တော့အခွန်ရုံးကိုဆောင်ရမယ့်ဟာဒီ profit 9သိန်းမှာမြန်မာငွေက2သိန်းနဲ့ပြီးလို့ရှိရင်ဒေါ်လာဒီ3သိန်းကို2100နဲ့စားထားတဲ့ဒေါ်လာ amount ကိုဆောင်ရမယ်ဆိုပြီးတော့ဒီ attachment A ကကြတော့အဓိကဒီဒေါ်လာနဲ့မြန်မာငွေရဲ့အခွန်ဆောင်ရမယ့်ဟာကိုခွဲဖို့အတွက်ပါလာတဲ့ပုံစံပဲဖြစ်ပါတယ် OK ပါパート B ですね。続きまして。この今のフォームが、さっき申し上げた通り、外貨収入があって外貨で、納税をしないといけない。それからチャットもあるっていう場合に分けて、それぞれの通貨で、税額を表示したい。そのために分けて記入していく、欄になります。なので、タックスの額をまずはチャットで示すんですけれども、その上で、外貨であればいくら、チャットであればいくら、その外貨のものは、先にチャットで示しているんですけど、2100でドルに直して、この1の A、ここですね、の B、フォーリンカレンシーの部分。で、その外貨の額に直して2100人で割って示すというページです。なのでさっき、例えば、500万チャットと、200万チャット、300万チャットというふうに分けて、トータルが500で、ドルだと、ドルのチャット表示する場合200だったとしたら、200をさらに2100で割ってドルに直した額。それからチャットはそのまま300というふうに分けて表示します。で、その各欄の額っていうのが、先ほど、年次申告書の方ですね。上の、パート D の、パート E のライン2なので、このトータルの
納めなければいけない法人所得税額と、合ってくる。なので、その内訳をチャットと、例えばドルで分けて示している欄になります。OK。바로ရပါပြီ。အဲဆိုရင်ဝင်ငွေကုန်နဲ့ပတ်သက်ပြီးတော့အခုပြောပြသွားတာပြီးပြီဆိုတော့ကျမတို့နှစ်ချုပ်ကုန်သွယ်ကုန်နဲ့ပတ်သက်ပြီးတော့ဖောင်ဖြေရနဲ့ပတ်သက်ပြီးဆက်သွားပါမယ်အခုပြထားတဲ့ဖောင်ကတော့2024-2025နှစ်ချုပ်ကုန်သွယ်လုပ်ငန်းကိုကြီးညာလွှာဖြစ်ပါတယ်ဒီအပေါ်မှာတော့ပထမတော့ရှင်းပြခဲ့တဲ့အတိုင်းပဲဝင်ငွေကုန်အတိုင်းပဲဒီအခွန်ထမ်းရဲ့ကိုယ်ရေးအချက်အလက်ကိုဖြည့်ရမှာဖြစ်ပါတယ်ဒီပေါ်မှာဆိုရင်ကုမ္ပဏီနာမည်တွေ email တွေဒီ industry code တွေပေါ့နော်အဲ့ဒါတွေကတော့မပါမဖြစ်ဖြည့်ပေးရမယ့်နေရာတွေဖြစ်ပါတယ်はい、続きまして、商業税の、申告書の方に参ります。この1枚目は一緒ですね。各、会社の情報、連絡先、会社名などを記入していきます。英語太郎やバビー。OK。အဲ့ဒီကကြတော့ production training နဲ့ပတ်သက်ပြီးတော့ကုမ္ပဏီကကြတော့ပတ်အိမ်မှာဖြည့်ပေးရပါမယ်အဲ့တော့ကိုယ်ကုမ္ပဏီကproduction လား training လား service လားဆိုတာကိုကြည့်ပြီးတော့ဒီနေရာမှာဖြည့်ဖို့လိုအပ်ပါတယ်တကယ်လို့ SEZ အရာကင်းလွတ်ခွင့်ရှိရဆိုရင်လည်း SEZ အရာကင်းလွတ်ခွင့်ရတဲ့နေရာမှာထည့်ဖို့လိုအပ်ပါတယ်ဒီနာပတ် B ကိုသွားပေးပါ OK。ပတ် B ကကြတော့ domestic service နဲ့ပတ်သက်ပြီးတော့ဖြည့်ရမယ့်နေရာဖြစ်ပါတယ် service တွေဆိုလို့ရှိရင်တော့ဒီပတ် B မှာဖြည့်ပေးရပါမယ်ပတ် B မှာဆိုရင်ဒီနှစ်အနေနဲ့ထူးခြားတာကsorry ပတ် A မှာထူးခြားတာတစ်ခုရှိပါတယ်ဒီရွှေနဲ့ပတ်သက်ပြီးတော့ပေါ့နော်ကျမတို့ပထမ6လကရွှေဆိုရင်1%ပေါ့နော်ဒုတိယ6လကကျတော့3%ဆိုပြီးတော့သူ percentage ပြောင်းသွားတာရှိတယ်ပေါ့နော်ကျန်တဲ့လုပ်ငန်းအမျိုးအစားတွေကတော့အခွန်ကိုဒီနှစ်အတွင်းမှာချိန်သွားတာမရှိပါဘူးဒီရွှေနဲ့ပတ်သက်ပြီးတော့ပဲချိန်သွားတာရှိပါတယ်ဟုတ်ပတ် A နဲ့ပတ် B ကကျတော့ကိုယ်လုပ်ငန်းအမျိုးအစားနဲ့ဆိုင်တဲ့ income တွေကိုဖြည့်ပေးရမှာဖြစ်ပါတယ်では、パート A に参ります。はい、パート A は、商業税なので、製造業ですね。は、この、欄に、まず、売上の額を入力していって、それぞれの種類に分けて、商業税を計算していきます。で、注意点としては、ゴールド、金ですね。金の、期間が、まあ、だが、ピリオが超啦。ပထမApril ကနေပြီးတော့စက်တင်ဘာအထိက1%အောက်တိုဘာကနေပြီးတော့ March အထိက3%အဲ့ဒါ Union Tax Law ထွက်ပြီးတော့မှနောက်ထပ်အနောက်နဲ့ထပ်ပြီးတော့ဒီ percentage ကချိန်သွားတာဟုတ်ကဲ့ပါ金のパーセントが、期間がですね、期間というか、しょっちゅう変わるということで、そこが注意点です。なので、その収入の期間に合わせて、アップデートされる、パーセントで商業税を計算していきます。ユニオンタックスローでも、その最新のパーセントが、アップデートされて示されています。で、ここで、商業税の計算をして、パート B はサービスですね。製造業ではなくサービスの場合、それぞれの業種によって、商業税の計算変わってくるので、入力していきます。好，パート C ကိုသွားလို့ရပါပြီ။ဟုတ်ကဲ့ပတ်စီကကြတော့ကုန်သွယ်ခွန် calculation နေရာဖြစ်ပါတယ်။ပတ်စီမှာဆိုလို့ရှိရင်ဒီပတ် A နဲ့ B ရဲ့အခွန်ပေးဆောင်ရမယ့် amount ကပတ်စီရဲ့ line 1မှာရှိပါမယ်။ပြီးလို့ရှိရင် payment ဒီကိုအခွန်ပေးဆောင်ထားတဲ့နေရာတွေကိုဖြည့်ဖို့လိုပါတယ်။ number 2ကကြတော့form 31အရင်တော့ကတော့ form 31လို့ခေါ်တယ်အခုကကြတော့ form 0501လို့ခေါ်ပါတယ်အဲ့ဒီဟာကိုခုနေထားတာရှိရဆိုရင်တော့ပတ်စီရဲ့ line 2မှာထည့်ပေးရပါမယ်ပတ်စီရဲ့ line 3မှာဆိုရင်တော့ form 32
အရင်ခေါ်တာက form 32အခုဆိုရင်0502ဆိုပြီးတော့ခေါ်ပါတယ်အဲ့ဒီဟာကိုရှိရဆိုလို့ရှိရင်တော့ပတ်စီရဲ့ line 3မှာထည့်ပေးဖို့လိုအပ်ပါတယ်၄မှာဆိုလို့ရှိရင်တော့လစဉ်ဆောင်ခဲ့တဲ့ challenge ရဲ့အမောင့်ကိုထည့်ပေးရမှာဖြစ်ပါတယ်နံပါတ်5ကကြတော့အရှိနှစ်ကပို့ဆောင်ခဲ့တဲ့အခွန်ရှိရဆိုလို့ရှိရင်တော့ပတ်စီရဲ့နံပါတ်5မှာထည့်ပေးဖို့လိုပါတယ်ပြီးတော့ဒီအခွန်တွေကိုအားလုံးပေါင်းလိုက်တဲ့ကိုဆောင်ထားတဲ့အခွန်တွေပေါင်းခြင်းနဲ့ကိုပေးရမယ့်အခွန်တွေက different ဖြစ်မယ်တကယ်လို့ကိုထပ်ဆောင်ရမယ်ဆိုလို့ရှိရင် balance due အနေနဲ့ line နံပါတ်9မှာထပ်ဆောင်တဲ့အနေနဲ့ပေါ်ပါမယ်တကယ်လို့ကိုကပို့ဆောင်ထားတယ်ဆိုလို့ရှိရင်တော့ line နံပါတ်8မှာပေါ်ပါမယ်အဲ့ဒါလည်းပဲအရှိမပြောခဲ့သလိုပဲကိုကနောက်နှစ်ကို carry ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီ4000ကွက်လေးမှာအမှန်ချစ်လုပ်ပေးဖို့လိုအပ်ပါတယ်တကယ်လို့ဒီ form 32တွေ form 31တွေကိုခုနှိမ်မယ်ဆိုလို့ရှိရင်တော့ form 33ဆိုတဲ့ form တစ် form ကိုပြင်ပေးဖို့လိုပါတယ်အဲ့ဒီ form ရဲ့နာမည်အရင်တော့ form 33လို့ခေါ်တယ်ပေါ့နော်အခုကကျတော့0503လို့ခေါ်ပါတယ်では、パート C に参ります。支払いの納税額の計算の欄ですね。まず、売上にかかる商業税の額、上で計算してきたものをここに入れます。その上で、仕入れにかかる、商業税の額を計算していく。すでに支払っているということですよね。そこを計算していくのが2、3、4、5。で、6でトータルです。その5は、キャリー、オーバーペイドなので、過払いの額など、すでに払っている納税が終わっていると考える、額を合計して、で、引いて、まだ残っていたらそれを支払う。で、この払っている分が多かった場合は、オーバーペイドということになるので、先ほどの法人所得税の場合と一緒で、還付を求めるのか、繰り越しを、翌年度以降、繰り越しをするのか。で、繰り越しを希望する場合は、この8番をチェックするというフォームです。ဟုတ်ကဲ့ဒီဟာကကြတော့ paint prepare ဆိုတာကကြတော့ဒီအခွန်တန်းကိုယ်တိုင်ဖြည့်တာမဟုတ်ဘဲနဲ့အခါကျင်းငွေယူပြီးတော့ဖြည့်တဲ့လူတွေရဲ့ information ကိုထည့်ရမှာဖြစ်ပါတယ်အောက်မှာကကြတော့ကျမတို့ကုမ္ပဏီရဲ့ပေါ့နော်ကုမ္ပဏီရဲ့လူကြီးတယောက်ကလက်မှတ်ထိုးပြီးတော့လက်မှတ်ထိုးရမယ့်နေရာပဲဖြစ်ပါတယ်ဒီအောက်ဆုံးကတော့はい。で、こちらは先ほどと一緒で、フォームの記入を別のファームなどに依頼している場合は、例えば MVC の場合は、ここにその情報を記入。そして、こちらの、フォームを提出する会社、法人の BOD の代表者のサイン、会社員などが必要になります。ဟုတ်ဒီနေ့ကျမတို့ဆွေးနွေးတင်သားသွားတဲ့အရာလေးကတော့ပြီးပါပြီပေါ့နော်မေးစရာအများရှိရဆိုလို့ရှိရင်တော့ချက်ပေါက်ကနေပြီးတော့မေးပေးလို့ရပါတယ်はい。以上で、ウェビナーの方、説明の方を、終了とさせていただきます。質問などございましたら、チャットの方から送っていただいても大丈夫ですし、こちらにあるメールアドレス、それから、電話番号に実際に、かけていただいてもお答えできるので、どちらでも大丈夫です。ကဲပါတကယ်လို့အခုအဆင်မပြေလို့မမေးဆိုလို့ရှိရင်လည်းကျမတို့ဒီဖုန်းနံပါတ်တွေ email တွေကနေပြီးတော့ဆက်သွယ်ပြီးတော့မေးလို့ရပါတယ်ရှင်ဒီနေ့ကနည်းနည်း information များတော့ဟုတ်ပါတ အကျယ်ယ်ကြီးအများတကယ်ကြီး
တကယ်ဆိုရင်တော့ဒီရှင်းမယ်ဆိုရင်ဒီထက်အများကြီးရှင်းပြရမှာပေါ့နော်ကျမတို့အချိန်ကနည်းနည်းဘာရှင်းနှစ်မျိုးနဲ့လည်းပြောတာဖြစ်တဲ့အတွက်ကိုယူထားတဲ့အချိန်နဲ့လည်းနည်းနည်းပိုကြာသွားတယ်ပြီးလို့ရှိရင်အရန်အထက်ကဖောင်နေဆိုလို့ရှိရင်အသေးစိတ်အရန်တော့ရှင်းမပြနိုင်ပါဘူးတကယ်လို့သိချင်တာရှိရဆိုရင်တော့ကျမတို့အခုချက်ပေါက်ကနေပြီးတော့မေးလို့ရပါတယ်ဟုတ်ကဲ့အဲဆိုရင်တော့မေးခွန်းလေးတွေမေးဖို့တစ်ခုရှိလာတယ်အော်ဟုတ်ကဲ့ပါကျမတို့ဒီ record file ကကြတော့လေ YouTube link မှာပြန်တင်မှာမို့လို့လေအဲ့ဒီချိန်ကြလို့ရှရင်တော့ကျမ link လေးပို့ပေးပါမယ်နော်file အနေနဲ့ကြတော့ကျမတို့ကလေဒီ file return file ကိုပဲကြည့်ပြီးပြောသွားတာဆိုတော့တခြားပြင်ဆင်ထားတဲ့ file ပုံစံကတော့မရှိဘူးဆိုတော့လေကျမ YouTube မှာပြန်တင်ပြီးတဲ့ချိန်ကျရင်တော့ link လေးပို့ပေးပါမယ်ရှင်တကယ်လို့ထပ်ပြီးတော့သိချင်တာရှိရဆိုလို့ရှရင်လဲဖုန်းဆက်ပြီးတော့လည်းမေးလို့ရပါတယ် email ကလည်းမေးလို့ရပါတယ်ရှင်ဟုတ်ကဲ့အဲဆိုရင်မေးစရာမရှိတော့ဘူးဆိုလို့ရှိရင်တော့ကျမတို့ရဲ့ webinar လေးကိုဒီမှာတင်ပဲပြန်လာပါမယ်တက်ရောက်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်はい、それでは今日のウェビナーを終了とさせていただきます。質問などがございましたらご連絡ください。ありがとうございました。ကျေးဇူးတင်ပါတယ်ကျေးဇူးတင်ပါတယ်